ကွက်ဆက်ကိုင်းနော်ညပြပြမဲ့ comment ကတော့ Immortality Batman Issue 2ဖြစ်ပါတယ်ဗျဒီ comment မှာတော့ Batman နဲ့ Bane တို့ရဲ့တိုက်ပွဲကိုမြင်တွေ့ရမှာဖြစ်ပါတယ်ဆောင်းရှားမှုကင်းမဲ့တဲ့နေပြည်တော်တစ်ခုမှာခီးတဲ့တွေကော်ဒီမော်တစီကိုပြည်တစ်ပြရဝင်အောင်စီးနှင်းနေခဲ့တယ်ဒီမော့ကပတိန်ကတော့ပုံမှန်အတိုင်းပဲငွေချေးပေးပြီးပြည်နိုင်ဖြည့်ရှင်းမှုစ조사ခဲ့တယ်ဒါပေမဲ့ပြည်တစ်ပြခေါင်းဆောင်အစ်စ်ကတော့သူ့ရဲ့ရွေးချက်ကိုပြောင်းလဲပစ်ခဲ့တယ်ဒီပြည်တစ်ပြခေါင်းဆောင်ကတော့ Bruce Wayne ရဲ့အရေးကိုပါတယောက်ဖြစ်တယ်ဆိုတော့သူမှမသိခဲ့ကြဘူးသူကတင်မော့ကပတိန်ပေးတဲ့ငွေချေးတွေကိုမျိုးပဲနဲ့တင်မော့ကိုသိမ်းယူပြီးဖျက်ဆီးမယ်လို့ပြောလိုက်တယ်။အဲဒီအချိန်မှာတင်မော့ကပတိန်ကလက်နက်ထုတ်ပြီးခုခံမှုကြိုးစားခဲ့တယ်။အရေးကိုပါ Bruce ကသူ့ရဲ့ level ကိုညှစ်ထားလိုက်တယ်။သူ့ရဲ့အဖွဲ့သားတို့ကတားလိုက်တဲ့အခါမှာလဲသူ့ဘာအလားတူ level ညှစ်ထားခဲ့တယ်။ပြီးတော့နှစ်ယောက်လုံးကိုတတ်ပြစ်လိုက်တယ်။ထို့တော့သူကအသက်ရှင်ကျန်ရတဲ့ခီးတဲ့ကိုကြည့်ပြီးတော့သူ့ရဲ့တန်ဆွမ်းတဲ့၃ယောက်ကိုပြည်နယ်ပြအဖွဲ့ထဲဝင်ရောက်ဖို့ကန့်လန့်ခဲ့တယ်။အဲဒီတော့တယောက်ရဲ့နာမည်ကတော့ Mallory ဖြစ်တယ်။ဒီဖြစ်ရမဖြစ်ခင်၃ရက်လုံးမှာမူလာ Bruce Wayne ကသူ့ရဲ့နေမှာဘိုးကြီးတယောက်နဲ့တူအောင်ပြင်ဆင်နေခဲ့တယ်။သူကသူ့ရဲ့မျက်နှာကိုခိုးယူသွားတဲ့အရေးကိုပါရဲ့ဆိုးရုပ်တဲ့လောက်ရက်တွေကိုအာရုံခံစားမိနေခဲ့တယ်။ဆဲအိုးစေကန်ပန်နီဝါက Bruce ရဲ့အရေးစစ်ကြဝလာဒီစဉ်းသက်လာတဲ့စွမ်းအားတွေနဲ့ဒီအရေးကိုပါတွေကြားမှာဆက်သွယ်မှုရှိနိုင်ပြီးအဲ့ဒီစွမ်းအားတွေနဲ့ရန်သူဝင်နာကိုဒီကသွားမယ်ဆိုရင်ရန်သူတွေကအာရုံခံနိုင်တယ်လို့ပြောလိုက်တယ်။ဒါကြောင့် Bruce ကအန်ဒီကြီးပေမဲ့သူ့ရဲ့စွမ်းအားတွေကိုစိုးလို့ပြီးတာမန်လူတူဖြစ် Mallory ဖြစ်ရုပ်ဖြတ်ပြီးတော့ပြည်ပြဖွဲ့တွေကိုခိုးဝင်ဖို့ဆုံးဖြတ်ခဲ့တယ်။ဒါဟာဗန်ဘန်ပွဲကိုထိုက်တန်သေးကြောင်းတက်နေပြမယ်အချိန်ရောက်ပြီလို့ပြောလိုက်တယ်။သူ့ရဲ့လင်းလုံးခပတ်ကို Pennyworth ကိုပြည့်ရပြီးခီးထွက်ခဲ့တယ်။ပြည်ပြစကန်မှာတော့မလုံးဖြစ်ရုပ်ဖြတ်ထားတဲ့ Bruce နဲ့ကျန်တဲ့တိုက်ရှိတဲ့သူတွေကိုတက်ကွင်းထဲကိုပို့ဆောင်ခဲ့တယ်။9မိနစ်အတွင်းတိုက်ရှင်အဖွဲ့ဝင်ဖြစ်ပြီလို့ပြောလိုက်တယ်။ Bruce ကသူ့ကိုတိုက်ခိုက်လာတဲ့ပြည်ပြတွေကိုမြန်ဆန်ဆန်ပဲရှောက်တိတ်ပြီးတိုက်ခိုက်ခဲ့တယ်။ဒါပေမဲ့ Bruce ကအကန်ခံရပြီးလဲကျသွားတယ်။သူလဲကျနေစဉ်မှာပဲ Lady Shiva နဲ့ရေးချခဲ့တဲ့မတ်တရားတွေကိုပြန်ပေါ်လာခဲ့တယ်။ Lady Shiva ကအောင်ပွဲရဲ့တော့ချက်ကတိရိုစိတ်ပဲမင်းသူတို့အနာယူနိုင်မလားဆိုတော့အမြင်မင်းကိုထုတ်နေရမယ်ဆိုတဲ့တင်ကန်းစာကိုတတိယပြီးသူကပြန်လဲထလာခဲ့တယ်ပင်နယ်တွေကိုနိုင်ယူပြီးတဲ့အခါပင်နယ်ခေါင်းဆောင်ရိတ်ကိုပါဖြစ်တဲ့ Bruce ကတက်ကွင်းထဲကိုခုန်ဆင်းလာပြီးမင်းရဲ့ဒီစနစ်တွေကိုဘယ်လိုလုပ်မမှတ်မိပဲနေမလဲ Bruce လို့မေးလိုက်တယ်ထို့နောက်သူ့ရဲ့ခက်တာကအရေးစွမ်းရည်နေကြီးထွားလာပြီးတော့ဘိန်းဖြစ်တော့ပြောင်းလဲသွားခဲ့တယ် Bruce ကသူ့ရဲ့ဆက်သွယ်ရေးကိရိယာကိုနှိပ်ပြီးတော့ Pennyworth ကလင်းတို့ဖောင်ပြောင်းတဲ့ခပတ်ကိုတောင်းလိုက်တယ် Bruce က Began the Night လို့អော်လိုက်တဲ့ချိန်မှာ Batman ဖြစ်လို့ပြောင်းလဲသွားခဲ့တယ်ဘင်းကလွန်အင်အားကြီးမှနေခဲ့တယ် Batman ကသူ့ရဲ့စွမ်းရင်ဘတ်ဝင်းနေနဲ့ပြစ်လိုက်တဲ့အခါမှာလဲဘင်းကလွယ်တကူကာနိုင်ခဲ့တယ် Batman ဘင်းရဲ့ဘေးကိုထိုးလိုက်ပေမဲ့ဘင်းကလွန်အားကြီးနေခဲ့တယ်ပြီးတော့သူက Batman ကိုကြမ်းပြင်နဲ့ပြစ်ပေါက်လိုက်တယ်ဘင်းရဲ့လက်အောင်ငယ်သားတို့က Batman ကိုသူ့တက်လိုက်မယ်ဆိုရှေ့ထိုးလာခဲ့တယ်ဒါပေမဲ့ဘင်းကသူ့ရဲ့လက်အောင်ငယ်သားကိုသူ့ကိုယ်တိုင်ပြန်တက်လိုက်တယ်ဘင်းကသူ့ရဲ့လက်အောင်ငယ်သားတွေကိုတော့ cube ဆိုင်ပါဘူးBatman သူ့ရဲ့နောက်ဆုံးတိုက်ပွဲဖြစ်တဲ့ Bad Press နဲ့ကံမိုးလုပ်တယ်ဒါပေမဲ့ဘိန်းကBatmanရဲ့ခြေထောက်ကိုဆွဲပြီးတော့ကျမ်းပြင်နဲ့ရိုက်လိုက်တယ်ပြီးတော့ကန်လိုက်တယ်Batmanကအားရင်ကုန်ကန်းနေတဲ့အချိန်မှာပဲသူ့ကိုဝင်းရလာတဲ့ပင်လယ်ဓမြတွေကိုလှည့်ကြည့်ပြီးတော့ဒီလူရဲ့အကြမ်းဖက်မှုကမနှုတ်ဘာထိခိုက်စင်ပါမင်းတို့သူ့နောက်ကိုလိုက်ရင်လဲသူနဲ့တူတရားလိမ့်မယ်ဒါကြောင့်ငါ့ကိုကူညီပါသူ့ကိုဆုံးတတ်နိုင်အောင်ကူညီပါမင်းတို့နောက်ထပ်အခွင့်အရေးရတော့မှာမဟုတ်ဘူးလို့စီယုံလိုက်တယ် Batmanရဲ့စကားကိုယုံကြည်သွားတဲ့ပင်လယ်ဓမြတွေကသူတို့ရဲ့ဒီပညာကိုအသုံးပြုပြီးစွမ်းရည်ကြိုးတွေနဲ့ဘိန်းကိုချိန်လောင်လိုက်တယ်ဒေါသကြီးရုန်းကန်နေတဲ့ဘိန်းကမင်းကောက်နိုင်ယူနိုင်မလားဆိုတာဘယ်တော့မှသိရမှာမဟုတ်တော့ဘူးလို့အော်ဟစ်လိုက်တယ်။ဘန်ဟုတ်တယ်မင်းပြောရမှန်းလေ။ဒါပေမဲ့ငါဒါကိုမလိုအပ်တော့ဘူးလို့တို့လေးပြောပြီးတော့ဘတ်ချာနဲ့ဘင်းကိုအမှုန့်ချလိုက်တယ်။ဘန်ကပင်ရမြတွေကိုဒီနေရာသူတို့အပိုင်ဖြစ်ကြောင်းနဲ့သူပြန်လာရမယ့်အကြောင်းမဖန်တီးဖို့သတိပေးခဲ့တယ်။တစ်ချိန်တည်းမှာပဲချာတန်ဂျိုပေါ်မှာရောဘင်နဲ့နိုင်ဝင်းတို့ကအရေးသားရဲ့တက်ကောင်အောင်မြင်စွာတိုက်ခိုက်ပြီးနှင်ထုတ်နိုင်ခဲ့တယ်။ရောဘင်ကတိုက်ပွဲမှာဒဏ်ရာရသွားခဲ့တာကြောင့်နိုင်ဝင်းကသူ့ရဲ့အလင်းစွမ်းရည်နဲ့ရောဘင်ကိုကုသပေးခဲ့တယ်။နောက်တော့ငါတို့ဒီလိုရုံးကန်နေလို့မဖြစ်ငါတို့သူ့ကိုလုံလောက်တဲ့အချိန်ပေးခဲ့ပြီးဘန်နဲ့ပတ်သက်ပြီးဘာတွေဖြစ်နေလဲဆိုတာရှာဖွေရမယ့်အချိန်ရောက်ပြီးနိုင်ဝင်းကသူ့ရဲ့ဆုံးဖြတ်ချက်ကိုပြောလိုက်တယ်။ဒီ issue ကဒီမှာပြီးပါတယ်ဗျ။နောက် issue တွေမှာတော့အရေးကိုပါဗီလင်တွေကဘယ်ရလာလဲ။ဘန်ရဲ့စွမ်းရည်နဲ့ဘာတွေဆက်ဆက်နေရလဲ။ Bruce ရဲ့မိသားစုကဘလို့ချီနဲ့ရင်ဆိုင်ရမလဲဆိုတော့နောက်ပိုင်းတွေမှာမြင်တွေ့ရမှာဖြစ်ပါတယ်ဗျ။နောက်ပိုင်းတွေကိုဆက်သိကျင်သေးရင်တော့ like and subscribe လုပ်ခဲ့ပေးကြပါဦး။ကျေးဇူးတင်ပါတယ်ဗျ။